yes ဘာဖြစ်သွားမယ်တဲ့အခွင့်အရေးကောင်းနေလွတ်သွားမှာပေါ့ဘာလို့လဲကို့ကိုသင်ပေးနေတာတွေကအင်္ဂလိပ်စာလေ့လာနည်းတွေအင်္ဂလိပ်စာကြောက်စိတ်တွေကိုဖယ်ရှားပြီးတော့အတူတူလေ့လာနေအဲ့လိုခွင့်အရေးတွေမရတော့ဘူးလေအဲ့လိုဖြစ်သွားမှာအဲ့ဒါကိုဆိုလို့ချင်တာဥပမာကိုပြောပြတာကွာတီလားဆိုတော့အဲ့လိုပဲကိုဘွားမှာလည်းဘာကြီးကိုလက်ကင်ထားပြီးတော့ဟန်အန်ဆိုပြီးညင်းထုတ်နေလေဥပမာကိုယ့်ရဲ့အရင်တယောက်ကကိုယ့်ကိုအသေးခွဲသွားတယ်ကို့အသေးခွဲသွားတော့ဘာပြောလဲဟာယောက်ျားတွေဆိုတာဘာဖြစ်လဲအသေးခွဲမှာဘဲဆိုပြီးတော့မိန်းကလေးကယုံကြည်လိုက်ယုံကြည်တော့ကို့တကယ်ချစ်ပြီးတော့ချီးကပ်လာတဲ့သူကြရင်လေဘာဖြစ်သွားလဲချင်းတိုင်နေရလဲငါ့ကိုတဲခွတ်တော့မှဘဲဆိုပြီးတော့မှကို့အရှိမတတိုင်းကနေတတ်တယ်အဲ့ဆိုရင် तू ကဝင်လာလို့မရဘူးကန်းချီမှာမတည့်ရနေတယ်ဗာလဲအချစ်ကိုစောင့်နေတယ်တဲ့မလာခင်တော့ငါမှရည်သားမရှိဘူး तू မှမကြိုက်ကြဘူးစင်ကယ်ပေါ့အဲ့လေ beach မှာလှိုင်းမတက်ခင်ရလေလှိုင်းလဲသူ့ရက်တဲ့နာကိုရောက်လဲရောက်တော့ထွက်ပြေးတယ်အဲ့ဒါလေးမြင်မှုမယ်တင်တယ်အဲ့ဒါကို तू ဟာအတလေးဘယ်လိုရေးလဲဆိုတော့အချစ်ကိုမတွေးရှိခင်ကအချစ်ကကိုယ်စီလာချစ်ကတော့ဆိုပြေးရော yes maybe တခုကတော့လိန်သွားနိုင်တယ်ဒါပေမဲ့အရာတိုင်းကလိန်မှာမဟုတ်ဘူးဆိုတာလေးကိုသိစေချင်တယ် maybe တခုမှကိုအင်္ဂလိပ်စာတစ်ခါမှကိုမှားခဲ့နိုင်တယ်ပြောရင်မှားသွားနိုင်တယ်မှားလဲမှားခဲ့တယ်ဒါပေမဲ့ပေးခြင်းတဲ့ message ကဒါပဲအကျဉ်းတိုင်းမှားနေမှာမဟုတ်ဘူးအဲ့ဒါလေးကိုကျွန်မနှလုံးသားတွေကမြင်စေချင်တာအဲ့တော့တစ်ဖက်ကမြင်တဲ့လူတွေကိုကျွန်မဘာမှအပြစ်မမြင်ဘူးဆိုတော့ကျွန်မနားလေတာမြင်နေရတာတော့သူတို့မှာ trauma ရှိသွားတော့ငါငွေလွှဲရင်မယုံဘူးလိန်သွားမှာစိုးတယ်စသဖြင့်ရှိတယ် yes မှန်တယ်သူတို့ဘက်ကကြည့်ဘာလို့သူတို့ခံခဲ့ရတာဒါပေမဲ့တချို့အရာတွေကခံခဲ့ရတာနဲ့မရက်ရဘူးခံခဲ့တာဘာသင်ခန်းစာယူမလဲဆိုတော့ပြန်ကြည့်ရတာအဲ့ဒါမှနောက် online နေလားရေးရေးတက်ရေးမယ်ရေးရေးဝယ်ရေးမယ်